မုန်းတရားတွေပပျောက်ပြီးတော့ချစ်ချင်းမြတ်တာလေးတွေရှိလာအောင်ရန်သူမျိုးတွေပျောက်ပြီးတော့တယောက်နဲ့တယောက်ချစ်ခင်လာအောင်အယောင်လေးတွေနဲ့ကြိုးစိုးပြီးတော့ကျွန်တော်တို့ holy ဆိုတာကြီးကိုရှင်းပြလာတာဟုတ်ဒီကတော့ဒီလိုပေါ့အေးချမ်းပါစီဆိုပြီးတော့ရေသုံးကြတာပေါ့နော်ဒါတော့ဗုဒ္ဓဘာသာနဲ့လည်းတူတူပါပဲအေးမြချင်းကိုစောင့်ကြည့်တာပေါ့ရေရတော့ဟုတ်ခဏတန်းဆိုတဲ့ဒီမျိုးဘောင်းစုံဒီထက်မှာပါဝင်ဆင်နွှဲပြီးတော့ကျွန်တော်တို့တွေက holy ဆော့ကြတာဟုတ်ပါဘူးဟိန္ဒူတစ်ခုတည်းမဟုတ်ပါဘူးတကယ်တော့ holy ဟာ holy ပေါ်ပေါက်လာပြီဆိုလို့ရှိရင်ဘုရားရှင်ကိုတတိယစေဖို့ပွဲတစ်ခုဟုတ်တယ်ရာဓာကရishnaကိုတတိယစေတဲ့ပွဲတစ်ခုကျွန်တော်နာမည်ကတော့ဟရိပကျန်လို့ခေါ်ပါတယ်ကျွန်တော်ဒီဖျားเจ้าမှာဒီပါစင်းစစ်တာဝန်အနေနဲ့ထမ်းဆောင်ထားတာရှိပါတယ်ဟိန္ဒူလူမျိုးကတော့ဒီပွဲတွေကတော့အများကြီးပေါ့နော်အဲလိုဖျားရှင်ကရishnaဖျားရှင်ပွင့်တော်မူတဲ့ရက်ရှိတယ်ဟိုလီရှိတယ်ဒေပါဝလီရှိတယ်အဲလိုပေါ့ယာမမင်းရဲ့ပွင့်တော်မူတဲ့ရက်တွေရှိတယ်ရှိဝကြီးရဲ့ရှန်ခိုင်းပွဲတော်တွေရှိတယ်အဲလိုပွဲတော်တွေအများကြီးထဲမှာမှဒီကနေ့ဟာ holy ပွဲပေါ့ဒီ holy ပွဲကဘယ်ကနေဆင်းသက်လာလဲဆိုတော့ကျွန်တော်တို့ဟိန္ဒူမှာခေတ်လေးခေတ်ရှိခဲ့ပါတယ်ဗျစတ္တယုဂ်တရေတာယုဂ်ဒွါရပရယုဂ်ကလီယုဂ်ဆိုတာအခုစောက်ကက်ကာလပေါ့အဲ့တော့စတ္တယုဂ်ဆိုတဲ့အချိန်ကာလကနေပြီးတော့စပြီးတော့ဒီပွဲတော်လေးဟာဖြစ်မြောက်ခဲ့တာပေါ့ပထမဦးဆုံးခေတ်ကာလကလေးကဒီ holy ကစခဲ့တာဟုတ်တယ်ဒီအမုန်းတရားတွေပပျောက်ပြီးတော့ချစ်ချင်းမြတ်တာလေးတွေရှိလာအောင်ရန်သူမျိုးတွေပျောက်ပြီးတော့တယောက်နဲ့တယောက်ချစ်ခင်လာအောင်အယောင်လေးတွေနဲ့ကြိုးစိုးပြီးတော့ကျွန်တော်တို့ holy ဆိုတာကြီးကိုကျင့်ပလာတာဟုတ်ပါတယ်အဲ့ဒါနဲ့ဒီလိုကျင့်ပလာခြင်းတော့ဘုရားရှင်ယာမခိတ်ကလည်းဒီ holy ကိုကျင့်ပခဲ့တယ်ဟောဘုရားရှင်ကရishnaရဲ့ဒီဒွါရပတ်ဆိုတဲ့အချိန်ကာလပေါ့ခေတ်ကာလမှာဘုရားရှင်ကရishnaဟာသူငယ်စဉ်ကတည်းအရွယ်ကလေးကနေပြီးတော့ဒီဂိုကုလ်ဆိုတဲ့ရွာလေးမှာဗရင်ဒါဝန်လို့ဂိုကုလ်တို့ရွာလေးမှာဘုရားရှင်ကရishnaဟာဒီ holy ကိုပျော်ပျော်ရွှင်ရွှင်နဲ့သူကျင့်ပပြီးတော့ဆင်နွှဲခဲ့တာပေါ့အဲ့ဒီ holy ဟာအခုချိန်တည်းကျွန်တော်တို့ဟာဟိန္ဒူဓမ္မဒလိထုံးစံအစဉ်အလာဖြစ်လာခဲ့တာမိမိရဲ့စိတ်မိမိရဲ့ခန္ဓာကိုယ်အယောင်လေးတွေနဲ့ပြောင်းလဲပါစေဆိုပြီးတော့ဒီအယောင်လေးတွေထည့်ပြီးတော့ကျွန်တော်တို့စော်ခြင်းဖြစ်ပါတယ်ရေကတော့ဒီလိုပေါ့အေးချမ်းပါစီဆိုပြီးတော့ရေသုံးကြတာပေါ့နော်ဒါတော့ဗုဒ္ဓဘာသာနဲ့လည်းတူတူပါပဲအေးမြချင်းကိုစောင့်ကြည့်တာပေါ့ရေရတော့နှစ်တိုင်းကမတ်လအဝင်ပေါ့ဒါမတ်လနော်မတ်လအဝင်စမှာကျွန်တော်တို့ဒီ holy ကိုဆင်နွှဲကြတာဟုတ်ဒီဘုရားကျောင်းမှာတော့အဓိကလောက်တာကတော့တအားကိုကြီးကျယ်ပါတယ်ဒီဘုရားကျောင်းကော်မတီကလည်းကျွန်တော်တို့နှစ်စဉ်နှစ်တိုင်းရောက်ပါပေါ့ပြောင်းလေတဲ့ကော်မတီတိုင်းကလည်းဒီ holy ကိုစီစီကာတိုက်တိုက်မြန်မြန်သူတို့ကျင်းပပေးတယ်အခုဆိုရင်ဒီဘုရားကျောင်းကနေပြီးတော့အဖွဲ့အစည်းတစ်ခုလုပ်ပြီးတော့အကုန်လုံးအမျိုးသမီးတွေပိုင်းနဲ့စုပြုတ်ပြီးတော့အိမ်တိုင်းမှာholy ကိုအယောင်နဲ့ကြိုးစိုးဖို့အတွက်ဆိုပြီးတော့အခုအိမ်တိုင်းမှာလှည့်ပြီးတော့တချင်းဆိုပြီးတော့ holy ကိုကြိုးစိုးနေကြတယ်ကျွန်တော်တို့ရဲ့ဘာသာတရားဟာစနာတန်ဓမ္မလို့ခေါ်တာပေါ့စနာတန်ဓမ္မဆိုတာဟိန္ဒူတစ်ခုတည်းတော့မဟုတ်ဘူးဗျဒီထဲမှာလူမျိုးပေါင်းစုံပေါ့ဗျာနော်စနာတန်ဆိုတဲ့လူမျိုးပေါင်းစုံဒီထဲမှာပါဝင်ဆင်နွှဲပြီးတော့ကျွန်တော်တို့တွေက holy ဆော့ကြတာဟုတ်ပါတယ်ဟိန္ဒူတစ်ခုတည်းမဟုတ်ပါဘူးဗျအနီရောင်တွေသုံးတယ်အစိမ်းရောင်သုံးတယ်ပန်းစီရောင်သုံးတယ်အဝါရောင်လေးတွေသုံးကြတယ် holy ပွဲဆိုတာကတော့ကျွန်တော်တို့ကဘယ်လောက်တန်ဖိုးရှိလဲဆိုတာတန်ဖိုးတော့ဖြတ်လို့မရဘူးပေါ့ဗျာဘာလို့ဆိုတော့ဘာသာရေးပွဲဆိုတာကကျွန်တော်တို့မီတိပွဲမဆိုကျွန်တော်တို့တန်ဖိုးဖြတ်လို့မရဘူး holy ကဘုရားရှင်ကရishnaနဲ့ဆက်နွယ်ပြီးဖြစ်ခဲ့တော့ကျွန်တော်တို့ကပို့ပြီးတော့ဒီပွဲလေးတွေကိုကျွန်တော်တို့တန်ဖိုးထားပါတယ် holy မတိုင်မီမှာဆိုလို့ရှိရင်တရက်ချိုး
ဖယားရှင်ရဲ့တာဝကတွေဆိုရင်တရက်ကြိုပြီးတော့ဥပုပ်တီလာယူကြတယ်ဒီ holy အတွက်ကိုတော့ဖယားရှင်ဂေါရန်ဂါဆိုတဲ့ဖယားရှင်ပေါ့ဖယားရှင်ခရစ်ယာန်ကိုယ်တိုင်ပဲပြန်ပွင့်တော်မူတယ်လွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်လောက်က900ကျော်လောက်ကဂေါရန်ဂါမဟာပရဗုဆိုတဲ့အသွင်နဲ့ပွင့်တော်မူခဲ့တယ်အဲ့ဒီဂေါရန်ဂါမဟာပရဗုကိုယ်တိုင်ကလည်းအဲ့ holy နေ့မှာပဲသူကဖွားမြင်တော်မူတာအဲ့တော့ holy နေ့မှာသူကဖွားမြင်တော့သူကဖွားမြင်ခြင်းမှာလူသားတွေကိုကယ်တင်ခြင်းတဲ့အသွင်နဲ့ပေါ့ဗျာနော်ဒီ holy လဲဆောမယ်လူသားတွေရဲ့နှလုံးသားထဲမှာလည်းဘာထည့်ပေးလဲဆိုတော့ဟရီဘိုလ်ဆိုတဲ့ဖခင်ရဲ့နာမတော်ကိုထည့်သွင်းပြီးတော့သူကဒီ holy ရက်ကိုဖွားမြင်ခဲ့တာဟုတ်ပါတယ်သူနာမည်ကတော့ကြိုက်တနေမဟာပရမုလို့တကယ်တမ်းဆိုရင်တော့ holy ဟာတကယ်တမ်းဘာသာရေးပွဲပါဘာသာရေးနဲ့ဆက်နွယ်ပြီးမှဖြစ်လာတဲ့ပွဲပါအမေအခုလိုပေါ့ဗျာအစောက်ကကာလရောက်လာတော့လူငယ်တွေဟာအသွင်တစ်မျိုးပြောင်းပြီးတော့ပျော်ပွဲရှင်ပွဲတော်ပုံစံမျိုးတစ်ခုကိုဖန်တီးလိုက်ကြတာဟုတ်တယ်တကယ်တော့ holy ဟာ holy ပေါ်ပေါက်လာပြီဆိုလို့ရှိရင်ဖယားရှင်ကိုတတိယစေဖို့ပွဲတစ်ခုဟုတ်တယ်ရာဓာကရရှနာကိုတတိယစေတဲ့ပွဲတစ်ခုဟုတ်တယ်ကျွန်တော်တို့ဆိုလို့ရှိရင်ဒီ holy ကအယောင်ဆိုရတဲ့အကြောင်းရင်းဟာရန်သူတယောက်နဲ့တယောက်ရန်သူရှိနေခဲ့တယ်ဆိုလို့ရှိရင်လေရန်သူကိုပွေဖိုက်လိုက်လို့ရှိရင်ပွေဖက်ပြီးတော့ happy holy လို့ပြောရင်အဲ့ရန်သူရဲ့နှလုံးသားဟာလေဟိုတိခံခြင်းတရားပေါ့ဗျာကျွန်တော်ဟာရန်သူတယောက်ကိုတိခံပြီးတော့အိုးငါမိတ်ဆွေလား holy ဆော့မယ်ဆိုပြီးပွေဖိုက်လိုက်လို့ရှိရင်အဲ့တစ်ဖက်ရန်သူကလည်းကျွန်တော်ကိုမိတ်ဆွေလို့သတ်မှတ်ပြီးတော့ happy holy ဆိုပြီးတော့ပြောပြီးတော့ကျွန်တော်ကိုပြန်ပွေဖိုက်လို့ရှိရင်ပွေဖက်လိုက်တဲ့ဆိုရင်ကျွန်တော်တို့ဟာမိတ်ဆွေဘက်ကိုပြန်ကူးသွားပြီးတော့မေတ္တာတရားပေါ့မေတ္တာတရားနဲ့တရားမေတ္တာရှိသွားတဲ့အစဉ်အလာပုံစံမျိုးကိုဒီ holy လောက်ကြတာဟုတ်ပါတယ်ဒီဟာကိုလည်းဘုရားရှင်ကိုတော်တိုင်ကလည်းဒီဥစ္စာကိုဖြစ်စေခြင်းလို့ဒီအယောင်ပေါင်းစုံနေနဲ့လူသားတွေအားလုံးကိုအယောင်ဆိုးပြီးတဲ့ပွဲလေးလည်းဖြစ်ပါတယ်ကျွန်တော်တို့တွေဟာဟိန္ဒူလူမျိုးတွေဖြစ်သည့်အတွက်ဟိန္ဒူဓမ္မတရားကိုကျွန်တော်တို့အားလုံးဝိုင်းပြီးတော့ပူးပေါင်းပြီးတော့စောက်ကပ်ကာလမှာရှိနေတဲ့ဓမ္မတရားကိုကျွန်တော်တို့ပူးပေါင်းပြီးတော့ဆောင်ရွက်ကြဖို့အတွက်ကျွန်တော်မေတ္တာရက်ခံပါတယ်အဲ့တော့လက်ရှိကြည်နေကြတဲ့လူတွေအားလုံးကလည်းဘုရားရှင်ရဲ့အာသာခရစ်ယာန်ရဲ့မေတ္တာကြားရောက်ပါစေဒီ holy ပွဲတော်ကိုကြည်နေတဲ့ပရိသတ်တွေအားလုံးတည်သွားအောင်လို့အပြူသဘောဆောင်ပြီးတော့ပြောပြခြင်းဖြစ်ပါတယ်ဟရေခရစ်ယာန်အားလုံးကိုအထူးထူးကျေးဇူးတင်ပါတယ်နမစတေ